တရားထူးတဲ့သားဖြစ်သူကြောင့်ဂုံယူနေတဲ့ထူးခန်းကျော်ဇက်ကျန်းတွေမှာလူချင်းအနေနဲ့တရုပ်ဆောင်ခဲ့တယ်လို့အဖေနေရဦးလေးနေရတွေမှာလည်းတဘာဝကြကြပြပြပြတရုပ်ဆောင်နိုင်ခဲ့တဲ့သူကအနုပညာအရာမှာတကယ်ကိုထူးချွန်လာပါတယ်။အနုပညာတင်မကဘဲနဲ့အခုဆိုရင်တော့စေးပညာမှာပါနာမည်ကြီးထူးချွန်နေသူတယောက်ဖြစ်နေပါပြီ။စေးဆရာကြီးထူးခန်းကျော်ကဒီနေ့ဒီအတော်အတွင်းမှာလူနာတွေကိုကုသပြီးတော့နာမည်ကြီးလာခဲ့ပေမဲ့တစ်ချိန်ကတော့ရုပ်ရှင်မင်းသားတယောက်ဖြစ်ခဲ့တဲ့သူပါ။တဘာဝမင်းသားဖြစ်တဲ့ထူးခန်းကျော်ကစကားများစွာတရုပ်ဆောင်ခဲ့ပြီးတော့လူကြိုက်များခဲ့ပါတယ်။ကနာစီမပြုံးစကားနဲ့ထူးခန်းကျော်ကအောင်မြင်ခဲ့သူဖြစ်ပြီးတော့အနုပညာလောကထဲမှာနှစ်အတော်ကြာအောင်ရည်တည်ခဲ့ပါတယ်။သူကုပေးလို့တက်တာသွားတဲ့ယောဂသည်တွေရှိပါတယ်။အကျော်ယောဂသည်တွေ၊လင်ငန်းယောဂသည်တွေနဲ့ကြီးပေါင်းယောဂသည်တွေကအများကြီးရှိခဲ့ပါတယ်။တချို့အနုပညာသည်တွေကိုတောင်မှသူစီမှာလာရောက်ကုသရင်းနဲ့တက်တာသားတာတွေအများကြီးရှိပါတယ်။ယောဂကြီးလို့သတ်မှတ်ထားတဲ့ကင်ဆာယောဂတွေကိုတောင်ကုသပေးနိုင်ခဲ့တဲ့မင်းသားဆေးဆရာကြီးတစ်ပါးပါလို့ပါရမီဖြည့်ပြီးတော့ဆေးကုသပေးနေတဲ့တရုတ်ဆောင်ထူးခန်းကျော်ကအာယုံကျော်ထိပ်ပြီးတော့လေဖြန်းနေတဲ့ဘိုမကိုကုသပေးပြီးတဲ့နောက်မှာချက်ချင်းလမ်းပြန်ရှောင်နိုင်ခဲ့တယ်ဆိုပြီးတော့ live friend ခဲ့ပါတယ်။ဘိုမကထူးခန်းကျော်စီမှာပြသခြင်းပေမဲ့လမ်းစရိတ်ငွေကြေးအခက်အခဲကြောင့်မပြသနိုင်တာလို့အင်တာဗျူးမှာဖြေကြားခဲ့တာကြောင့်လမ်းစရိတ်လည်းပေးသလိုစားစရာပါထောက်ပံ့မယ်ဆိုပြီးတော့ဖိတ်ခေါ်လိုက်ပြီးအဲဒီနောက်မှာတော့သူမလမ်းကိုကောင်းကောင်းပြန်လျှောက်သွားနိုင်ပြီဆိုတာကိုထူးခန်းကျော်ကဗီဒီယိုဖိုင်နဲ့သက်သေပြခဲ့ပါတယ်။ဘာသာရေးအထိတ်ထန်နေတဲ့အားကိုးရာဖြစ်နေတဲ့ထူးခန်းကျော်ကတော့သူ့ရဲ့သားလေးကိုသူ့ထက်သာတဲ့ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တာလည်းဖြစ်ပါတယ်။တိုင်းရင်းစိတ်တက်ကတော်ဝင်ခွင့်ရတဲ့အထိစာစူးစမ်းခိုင်းပြီးတော့သူ့ရဲ့ဈေးကူးသားခြင်းလုပ်ငန်းတွေမှာအမွေဆက်ခံစေချင်နေတာဖြစ်ပါတယ်။အဓိကရည်ရွယ်ချက်ကတော့သားဖြစ်သူကိုတိုင်းရင်းစေပညာရှင်တယောက်ဖြစ်စေပြီးတော့လွမ်းပါတဲ့ပရိသတ်တွေကိုအခမဲ့စေကူတာပေးတဲ့စိတ်ဌာနအလုပ်ကိုဆက်လက်ပြီးတော့လုပ်ကိုင်စေဖို့ပဲဖြစ်ပါတယ်။မိဘဖြစ်သူရဲ့မုံမြတ်တဲ့လမ်းညွှန်မှုအောက်မှာသားလေးကလည်းစူးစမ်းပြီးတော့တစ်ဖက်တစ်လမ်းကနေကုသိုလ်တွေဆက်ပြီးတော့ယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ထူးခန်းကျော်ကတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တခုမှဖြေရှင်းထားခြင်းမရှိပါဘူး။အခုနောက်ပိုင်းမှာထူးခန်းကျော်တယောက်သမီးဖြစ်သူကိုအနုပညာအလုပ်တွေလာကမ်းလှမ်းတာတွေရှိပါတယ်။ဒါပေမဲ့ထူးခန်းကျော်ကတော့သူ့ရဲ့သမီးလေးကိုအနုပညာအလုပ်ကိုလုံးဝလုပ်ခွင့်မပေးထားဘူးလည်းဖြစ်ပါတယ်။ဒါပေမဲ့ထူးခန်းကျော်ကအနုပညာလောကထဲမှာတချို့သောမင်းသမီးတွေရှေ့မှာတော့ချက်ပြတတ်ပေမဲ့နောက်ွယ်မှာကြောက်တွန်းတာတွေအပြိုင်ဆိုင်များတာတွေဖြစ်လိမ့်ရှိတာကိုသိတာကြောင့်သမီးလေးကိုအနုပညာလောကတွေကိုမထည့်ချင်တာပါ။ဈေးကြီးတဲ့ပစ္စည်းတွေကိုသုံးနိုင်မှဂုံရှိပြီးတော့အပေါ်ရန်တွေကိုပဲပြိုင်ဆိုင်နေတာကိုထူးခန်းကျော်ကမျက်မြင်ကြုံတွေ့ပြီးတော့သူကိုယ်တိုင်လည်းအဲဒီဘဝမှာကျင်လည်ခဲ့ဘူးတာမို့ဂျာရီအားလုံးကိုသိနေတာဖြစ်ပါတယ်။ထူးခန်းကျော်ကသူ့ရဲ့သမီးလေးကိုဒီလိုအဖြစ်မျိုးမကြုံစေချင်ပဲလွတ်လပ်သူတစ်ယောက်ဖြစ်ပဲနေထိုင်စေချင်တာဖြစ်ပါတယ်။အနုပညာရှင်တစ်ယောက်ဖြစ်သွားရင်စောင့်ကြည့်ခံရမယ့်မျက်လုံးတွေလည်းရှိပြီးတော့အချင်းချင်းကြောင်တွန်းတဲ့လောကကြီးကိုထူးခန်းကျော်တောင်မှပြန်မဝင်တော့ပါဘူး။ကုသိုလ်ရမယ့်အလုပ်တွေကိုပဲလှုပ်စေချင်ပြီးတော့ကုသိုလ်မရမယ့်အလုပ်တွေကိုတော့မလုပ်စေချင်တာကြောင့်သူ့သမီးလေးကိုပညာတတ်အောင်သင်ပေးပြီးတော့သူဖြစ်ချင်တဲ့အရာတွေကိုလုပ်ပေးနေပါတယ်။ထူးခန်းကျော်ရဲ့သမီးလေးကကိုပိုင် brand လေးတစ်ခုလုပ်ချင်တယ်ဆိုလို့ငွေကြေးအစအရာအားလုံးပံ့ပိုးပေးထားပါတယ်။ထူးခန်းကျော်ကသူ့ရဲ့သမီးလေးကိုအိမ်အောင်ဘက်ရွေးချယ်ရင်လည်းလူကောင်းဖြစ်ဖို့သာလိုအပ်ပြီးတော့ဂုဏ်တွေငွေတွေမလိုအပ်ဘူးလို့ဆိုပါတယ်။သူကိုယ်တိုင်လည်းကိုချင်းတီလာကောင်းအောင်လုပ်နေတယ်လို့သူ့ရဲ့သမီးလေးကိုလည်းကုသိုလ်တွေနဲ့ပဲဖြတ်တန်းစေချင်တာကြောင့်အနုပညာလောကထဲမှာတော့ခြေဦးတောင်မလဲခိုင်းတော့ပါဘူး။အနုပညာလောကထဲမှာကြုံခဲ့ရတဲ့အရာတွေကိုထူးခန်းကျော်ကကိုယ်တိုင်ကြုံတွေ့ပြီးတော့တစ်ချိန်တစ်ခါကအနှိမ်ခံရဘူးတာတွေလည်းရှိတယ်။ဒါကြောင့်မို့ဘေးမဝင်တာလို့သူများတွေရဲ့ပြောစကားအပေါ်မှာပရိသတ်တွေကတော့သူ့သမီးကျတော့အပြိုင်ဆိုင်များမှာတကယ်ဟိုပါပဲ။သားသမီးကိုလိုက်ပြနေဆိုပြီးတော့ဝေဖန်တာတွေလည်းရှိပါတယ်။ဒါပေမဲ့မိဘကသားသမီးပေါ်မှာထားတဲ့စေတနာမေတ္တာတရားပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။